ပြင်မိုင်းဝယ်ကြည့်ပြီးတော့ကွာ strong ဖြစ်တယ်လို့ထင်ရပြီးတော့အတွင်းမှာဒဏ်ရာတွေအများကြီးနဲ့ပြိနေတယ်လူတွေအများကြီး အများကြီးရှိတယ် နောက်ပိုင်းမှာအဲ့ဒီကျေးဇူးတရားကိုသိပြီးတဲ့ဟာတော်တော်ချစ်တက်လာကိုအရန်ချစ်တက်လာကြည့်ကိုရဲ့အစိတ်ပိုင်းတစ်ခုချင်းစီအစအရင်တော့ဒါကြီးကမလှဘူးလို့ထင်ခဲ့တာမလှဘူးလို့ထင်ခဲ့တဲ့အရာလှတယ် ဒါပေမဲ့ကိုပဲ ဒါပေါ့ အဲ့လိုမျိုးဆိုတာ ကျောင်းလေးလိုလေးရမရတာဘာလို့မလက်ခံရတော့ဘာမရှိဘူးလက်ခံမို့ပဲ ပြီးတော့လက်ခံနေကွာလက်ခံပြီးလို့ရှိရင်လေလက်ခံတာတက်ဒါငါဆိုတာလက်ခံလိုက်တာမျိုးဒါပေမဲ့ငါမျိုးငါပို့ပြီးတော့လှအောင်ပို့ပြီးကောင်းတော့အောင်ပို့ပြီးစိတ်တက်တွေကစား perfect ဖြစ်သွားအောင်ပြောင်းလို့မရဘူးလားဆိုရတာပေါ့အခွင့်အရေးလည်းအများကြီးရှိတယ်လीနော်ကိုယ်မှမရှိတာအဲ့လိုဆိုတော့ပြောင်းလဲစီချင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ကတော့ဘွန်ဒူရိုင်းမြန်မာ channel ကဂျင်းနေပိုင်စုနေ ညီမ April ဖြစ်ပါတယ် အခုဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်ဘာနဲ့ပြောပြခြင်းတဲ့အကြောင်းအရာလေးတစ်ခုမှတ်တမ်းတင်ထားတာပေါ့နော်ပြောချင်တဲ့ topic လေးတစ်ခုကိုမှတ်တမ်းတင်ထားတာပေါ့နော်topic လေးရဲ့ခေါင်းစဉ်က တိမ်ငယ်စိတ်ဖြစ်ပါတယ် တိမ်ငယ်စိတ်ပေါ့နော်ဒီခေါင်းစဉ်လေးရဲ့အောက်ကပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်ဘယ်လိုပြောမလဲဒါကဆူလို့ရဲ့တင်ကင်ပိုင်းဖြစ်တဲ့အတွက်တယောက်ယောက်အကျိုးရှိသွားမယ်ဆိုလို့ရှိရင်တယောက်ကပဲမြင်တာထင်တာရှိသွားမယ်ဆိုလို့ရှိရင်ပဲကျင်းတတ်ပါတယ်ပေါ့နော်အဲ့ကျတော့တိမ်ငယ်စိတ်ဆိုတာကို April ဆိုလို့ရှိရင်ဘယ်လိုမြင်လဲပေါ့နော်ဥမာအကျယ်တုံးနေလောက်နဲ့ဘယ်လိုမြင်လဲပေါ့ကိုတယောက်တည်းတူတဲ့ရဲ့အတွေ့ကို share ရမယ်ပြောရမယ်ဆိုရင်တိမ်ငယ်စိတ်ဆိုတာဘယ်ကနေဖြစ်လာတာလဲဆိုရင်ညီမတို့ဖြတ်တန်းလာတဲ့ပတ်ဝန်းကျင်နော်ငယ်ငယ်လေးကအကုန်ကြုံမှုမယ်တင်တယ်ငယ်ငယ်လေးကဖြတ်တန်းလာတဲ့ပတ်ဝန်းကျင်နှိုင်းရှင်ခံခဲ့ရလေစုရောကြုံမှုမယ်တင်တယ်နော်အများကြီးပေါ့ပတ်ဝန်းကျင်ရပဲဖြစ်ကိုမိသားစုထဲမှာတော့မရှိကြရတယ်နော်နင်ကအဆင်ဘယ်လောက်ရတာဟိုတယောက်ကဘယ်လောက်ရတာတော့မကြဘူးဆိုတော့အဲ့လိုတယောက်နဲ့တယောက်ပေါ့နော်လိုက်ပြီးတော့နှိုင်းရှင်ခံရသူများချိစားပါတော့ပါတော့အဆင်တရားရတဲ့ချိစားပါတော့ပါတော့အဲ့လိုနှိုင်းရှင်ခံရရတယ်ဟုတ်အဲ့ဒီနှိုင်းရှင်မှုတွေကနေမတိမတာနဲ့တိမ်ငယ်စိတ်တွေဖြစ်ခဲ့ရတာပေါ့နော်ငငယ်သေးခဲ့တဲ့အဲ့ဒီမတိမတာတိမ်ငယ်စိတ်တွေကနေပြီးတော့တို့တွေအရွယ်ရောက်လာတဲ့အခါမှာလေအဲ့ဒါကြီးကပါလာတာပြီးတော့လေဒီကမတိမတာနဲ့ပဲခုနပြောသလိုမတိမတာနဲ့ပဲအရန်ဆိုင်ဘက်များတယ်လို့ထင်တယ်ဆိုတော့ဟုတ်တယ်အဲ့လိုမျိုးထင်တယ်မတိမတာနဲ့ကိုပူလောင်ပြီးတော့မတိမတာနဲ့ပဲသူများကရော genius ဖြစ်တာမျိုးတွေသိရမလားမတိမတာနဲ့ပဲကိုယ့်ရဲ့ဒီတက်လန်မှာပိတ်ဆို့နေရမျိုးလေးရှိရကွာအဲ့ဘာမှမဟုတ်ဘူးဆိုမှတေချာပြန်တွေးကြည့်လို့ရှိရင်အဲ့လိုတင်ငယ်စိတ်ပေါ့တင်ငယ်စိတ်ခုနပြောလို့ April ပြောလို့ပေါ့နော်ပေါင်းဝင်းချိန်မှာကြီးပြင်းလာတဲ့ပုံစံအကုန်လုံးနဲ့လည်းမှန်တယ်ပေါ့ဒါပေမဲ့ဆိုလို့ရှိရင်ဘယ်လိုပြန်ပြီးအဓိပ္ပာယ်ဖွင့်လဲဆိုလို့ရှိရင်တင်ငယ်စိတ်ကိုကိုယ့်ရဲ့မပြေဝမှုကိုဖုံးချင်လို့သူများမပြေဝမှုလက်ညှိုးထိုးရလို့ဆိုတာမြင်တယ်တေချာပေါ့နော်တင်ငယ်စိတ်ကတင်ငယ်စိတ်လောက်နဲ့ပြီးမသွားဘူးတင်ငယ်စိတ်လောက်နဲ့ပြီးမသွားဘဲနဲ့ကိုကတင်ငယ်စိတ်ဖြစ်ပြီးတော့ကိုမပြေဝဘူးလို့ထင်တော့တစ်ဖက်လူဘလို့ကတော့ဘလို့ဖြစ်တာပဲသိရမှာဘလို့ဖြစ်နေတာလေလို့သူကတော့ဘယ်နေရာဘာဖြစ်နေရလဲလို့သူများလာတဲ့ချွင်းချက်ကိုလက်ညှိုးထိုးပြလိုက်အားဖြင့်ကိုကဒါနည်းနည်းလေးပြည့်စုံသွားတယ်လို့ခံစားရတဲ့စိတ်ခံစားချက်ရသွားတယ်သူနဲ့ငါနဲ့တူတူပါပဲငါတော့ဒီလိုရှိတာပဲဆိုတာအပိုင်းလည်းရှိနေကွယ်သိရမလားဘလို့ခေါ်မလဲသူများကရဲ့လိုအပ်ချက်ကိုထောက်ပြလိုက်တာနဲ့အညီကိုကနည်းနည်းလေးတက်တာရောမလားလို့စိတ်ခံစားချက်ရလို့အဲ့လိုပြောကြလို့ထင်တယ်တင်ငယ်စိတ်ကတင်ငယ်စိတ်မှမပြီးတော့ဘူးမပြီးတဲ့ပြင်သူများကဆိုင်ဖက်တွေနဲ့ဘသူကတော့ဘလို့ပါသူ့ရဲ့အသားကြီးကဘလို့ပါသူ့ရဲ့လက်ကဝက်ချန်တွေကဘာဖြစ်လို့ဖြစ်မှာပါသိရမလားသူခဏကိုကတော့ကြည်ပါလားဘာဖြစ်လို့ဖြစ်မှာပေါ့အဲ့လိုမျိုးပြောတဲ့ဟာကြီးအကုန်လုံးပေါ့နော်ဆိုတော့အဲ့လိုကြောင့်ထင်တယ်ခုနကပြောလို့ပဲတင်ငယ်စိတ်ကတင်ငယ်စိတ်တော့လည်းလုံးဝရက်မသွားဘူးပေါ့နော်ကိုမတွေးနိုင်လို့ရှိရင်အဲ့လိုနဲ့ရက်မသွားဘူးမရောတော့ဘဲနဲ့ကိုယ့်ရဲ့ပေါင်းချင်းကိုယ့်ရဲ့နီးနားလူတချို့လူကြရင်ရှိတယ်တငယ်ချင်းတွေရင်းနေတငယ်ချင်းတွေခင်နေဟိုကလည်းဖြစ်တယ်ပြောပြီဆိုလို့ရှိရင်ဟိုနေ့ကစကားတစ်ခွန်းကြားရကွာတငယ်ချင်းလေးရင်းနေရပဲပြောတော့လက်ခံနိုင်ရမှာပေါ့နော်အဲ့စကားကိုလက်မခံစကားတွေကဓားသွားလို့ပဲတငယ်ချင်းမှတော့မှပဲအခုပြနဲ့ကိုနဲ့သိရမလားဆိုလို့ရှိရင်အရန်ကြီးနဲ့တငယ်ချင်းမှထားကို့မှာအဲ့လိုမျိုးရှိနေဆိုလို့ရှိရင် insurance ပုံစံမျိုးဖြစ်ပြီးတော့တစ်ဖက်လူကိုပြောလိုက်သေးတာပြောလိုက်ပြီးတော့ကိုတက်တာလို့စိတ်ခံစားချက်မျိုးယူလိုက်တာမျိုးရှိရကွာသိလားမတိမတာတိတာနေရောရှိကြတယ်အဲ့ကြောင့်မို့အဲ့လိုမျိုးကိုတငယ်စိတ်ကိုမမြင်လို့ရှိရင်ခုနလိုပြောသလို side effect ပေါ့နော်ကိုပတ်ဝန်းကျင်ရလူတွေကိုချေရတဲ့လူတွေဒါမှမဟုတ်ရှင်တခြားလူကိုဖြစ်စီပေါ့နော်အဲ့လိုမျိုးinsurance ထက်လုံနိုင်တယ်သိရမလားလက်ညှိုးထိုးပြီးပြောနိုင်တယ်ကွာအဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့ကြောင့်မို့ကိုတငယ်စိတ်ကိုလက်ခံပြီးတော့တိဖို့ကလိုတယ်တကယ်လိုအပ်တာပေါ့နော်မြင်ဖို့လည်းလိုတယ်ပေါ့ငါကတော့ဒီလိုရှိတယ်ငါလက်ခံရမယ်ငါဒီလိုစိတ်မှာလူကတော့ဖြစ်တယ်လူဖြစ်နေရလေနော်လူဖြစ်နေတဲ့အတွက်အဲ့လိုစိတ်မျိုးခံစားချက်မျိုးဖြစ်တယ်ဖြစ်လို့ရှိရင်ငါဘာကြောင့်ဖြစ်တာလဲ
ဘာကြောင့်ဒီလိုမျိုးတွေးရလဲအဲ့လိုကိုယ့်ကိုပြန်မေးရမှာကွာသိလားပြန်မေးပြီးအော်ဒါကဒီလိုရှိနေလို့ပဲသူကလည်းသူ့ပုံစံဖြစ်တယ်လို့ဒါလည်းကိုယ့်ပုံစံဖြစ်တယ်ဆိုတာလက်ခံရမှာအဲ့လိုပုံစံမျိုးလေအဲကြောင့်မို့မြင်ရမယ်ပေါ့နော်ဟုတ်ပေါ့နောက်ပြီးတော့နောက်တစ်ခုကအဲ့ဒီတင်ငယ်စိတ်ဖြစ်တယ်အဲ့ဒီတင်ငယ်စိတ်ရဲ့နောက်ဆက်တွဲအကျိုးတွေကဘာလဲဆိုပထမဆုံးအနေနဲ့ညီမတို့ရဲ့ inner peace ဆိုတဲ့အတွင်းစိတ်ငြိမ်းချမ်းမှုမှာအရန်ကိုဆိုးရတဲ့အရာလက်တွေဖြစ်စေရပေါ့နော်ဖြစ်စေတယ်နောက်တစ်ချက်ကဘာလဲဆိုတော့တင်ငယ်စိတ်ဖြစ်လာတာနဲ့အမျှကိုယုံကြည်မှုတွေပျောက်လာတယ်နောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်ရဲ့ပြည့်စုံနေမှုကိုမမြင်တတ်တော့လုံးဝမမြင်တတ်တော့ဘာဖြစ်လဲဆိုတော့ဥပမာပြောရမယ်ဆိုရင်ညီမရဲ့အဲ့ဒီတငယ်ချင်းတယောက်ကနေကြားလိုက်တာဘာလဲဆိုတော့ညီမတို့အလုပ်တော့စပိန်နဲ့သွားတယ်စပိန်နဲ့သွားနေတဲ့အခါမှာတခါမှကိုမတွေးဘူးတဲ့အရာပေါ့နော်သူကဘာပြောလဲဆိုတော့ကားနဲ့သွားတဲ့လူတွေကိုအားကြလိုက်တာဆိုပြီးတော့ပြောပါပေါ့နော်အဲ့ဒီအချိန်မှာပကနဲ့တွေ့လိုက်တာဘာလဲဆိုတော့စပိန်နဲ့သွားတော့ဘာရလဲဆိုရင်ငါတို့ပတ်ဝန်းကျင်ကအလှတရားလေးတွေကြည့်ပြီးတော့စပိန်နဲ့သွားတဲ့အေးချမ်းပြီးတော့ကျမ်းမာရေးလည်းကောင်းနေသူ့ရဲ့တစ်ဖက်ကရနေတဲ့အကျိုးရလဒ်တွေအများကြီးပဲဆိုဒါပေမဲ့အဲ့ဒီရလဒ်တွေအကုန်လုံးမမြင်တော့မြင်နိုင်တော့အဲ့ဒါကိုမမြင်မဲနဲ့မရသေးတဲ့ဘဝကိုမျောလင့်ပြီးတော့ကွာ तू ကတော့စပိန်မစီရလို့sorry तू ကတော့ကားမစီရလို့ကားမစီနိုင်လို့ကားစီရလို့ကြည့်ပြီးအားကြပြီးတော့ကိုကတော့စပိန်စီနေရလို့ဆိုအော်တိုတင်ငယ်စီကြီးဝင်သွားတာတို့ဒါကြီးကလုံးဝမလိုအပ်တဲ့အရာကြီးမဟုတ်ဘူးလားဆိုတော့အဲ့ကြောင့်အတွေးတွေကလည်းနောက်တစ်ခုပေါ့နော်အတွေးတွေကလည်းလုံးဝကိုယ့်ဘဝကြီးကလန်းကြီးကြာသွားမယ့်အရာကြီးမှာအများကြီး effect ရှိရကွာဒီလားအဲ့ကြောင့်အတွေးကိုအရင်ကြီးစိုက်ဖို့လိုတယ်နော်အမှန်ပေါ့တွေးရလို့ရှိရင်ဒီအတွေးတွေပဲအကုန်လုံးလုံနေတာကွာသိရမလားစိတ်နဲ့ခန္ဓာကိုယ်ဆက်နေဆိုတဲ့အတိုင်းပဲအတွေးတွေရှုပ်နေမယ်သိရမလားအဲ့လိုမျိုးဖြစ်နေမယ်ဆိုလို့ရှိရင်ကိုပြေးသွားလို့မြင်ရမှာမဟုတ်ဘူးတေချာပေါ့ပဲပြီးတော့နောက်ထပ်အမြဲပြောနေကြစကားရှိတယ်ကိုယ့်ကိုမြင်နေတဲ့ပုံစံကသူများကကိုယ့်ကိုမြင်ရမယ့်ပုံစံပဲဟုတ်တယ်တချို့အဲ့လိုမျိုးကိုကြည့်ပြီးမြင်နေတဲ့ပုံစံကတစ်ဖက်လူကိုမြင်ရမယ့်ပုံစံပဲဘာမှမပြောဘူးအမှန်တရားကြီးရောဆိုမြင်တဲ့လူတွေက तू ကတချို့လူပြောတာသိရမလား तू ကရုပ်လေးတော့တိတ်မချိုးဘူးဒါပေမဲ့စမ်းရှိတယ်ပေါ့ဒါမှမဟုတ်ရှင် तू ကတော့ရုပ်အရင်ချိုးတာပဲဒါပေမဲ့ဘာလို့လူနေမှမသိဘူးလို့သိရမလားအဲ့စကားတွေအကုန်လုံးကကိုယ့်ရဲ့စိတ်ထားပေါ်သွားတာဟုတ်ဆိုကိုကအဲ့လိုမျိုးရှုပ်ထွေးနေနေမယ်တင်ငယ်စိတ်ကြီးအပြင်းနေနေမယ်ဆိုလို့ရှိရင်တစ်ဖက်လူကကိုယ်အဲ့လိုမြင်မှာဝိဖြစ်တယ်လုံးဝအားနေတယ်သိရမလားဘလို့ကြီးပဲမသိဘာလို့နေမှမသိဘူးအဲ့လိုပြောလို့မြင်ပါကွာအဲ့ဒါတင်ငယ်စိတ်ရဲ့ပထမဆုံးအချက်ပဲသိရမလားနောက်တစ်ဆက်တွေအများကြီးရှိသေးတယ်အဲ့ကြောင့်နော်စကားပြောတာတော့နည်းနည်းလေးဥပမာပြောင်းနေရှုပ်သွားရဆိုမယ်တင်ငယ်စိတ်ဆိုတာဘလို့လဲဆိုတာကတင်ငယ်စိတ်ရဲ့အဓိပ္ပာယ်ကိုအရင်ဆုံးပြောပြရမယ်ဆိုလို့ရှိရင်ကို့မှာမရှိနေတဲ့လိုအပ်ချက်မရနိုင်တဲ့လိုအပ်ချက်ထားပါတော့အဲ့လိုမျိုးကိုယ့်ရဲ့လိုအပ်ချက်ကိုလိုအပ်ချက်ဆိုတာခုနပြောတဲ့အတိုင်းလိုအပ်ချက်ဖြစ်လို့တင်ငယ်စိတ်ဖြစ်တယ်ပေါ့နော်အဲ့တင်ငယ်စိတ်ကမှန်တယ်ဖြစ်လို့လည်းရတယ်မဖြစ်တော့ဘူးလို့ဇွတ်ကြီး overline ဖြစ်နေဖို့မဟုတ်ဘူးပါ over ကိုမဖြစ်တဲ့နေဖြစ်နေဖို့မဟုတ်ဘူးရှိမှာပဲရှိတာကိုမှန်တယ်မှန်ပေမဲ့အဲ့ဟာကိုကိုဖြစ်တည်မှုကိုယ့်ရဲ့လိုအပ်ချက်ကိုသိရမှာသိရမလားဟိုတင်ငယ်မိတ်စိတ်လို့ပြောလို့ဒီခန္ဓာကိုယ်ပိုင်းဆိုင်ရာတွေပဲမဟုတ်ဘူးတချို့ကြရင်ကွာဘယ်လိုပြောပြရမလဲဟိုဥမာနေထားပြောပြလို့ရှိရင်အင်္ဂလိပ်စကားကိုတော်တော်ကြီးနားမလည်ဘူးပဲထားပါတော့သိရမလားအင်္ဂလိပ်စကားကအကုန်နားလေပတ်ဝန်းကျင်မှာပဲထားပါတော့ဥမာဂျပန်ဆိုလို့ရှိရင်ဂျပန်စကားပေါ့နော်ထားပါတော့အဲ့ချိန်ကျလို့ရှိရင်ကိုတို့ကဒီမှာ N1 တို့ဘာလို့ညာတို့ဒီလိုအရန်စကားပြောတတ်ပြီးသိရမလားလုံးဝ communication တွေကောင်းနေတဲ့ပတ်ဝန်းကျင်မှာကိုတိတ်နေမှာဟုတ်သိရမလားတင်ငယ်ရောမှာဟာဘလို့ဟိုကဖြစ်ကြမှာတင်ငယ်စိတ်ဝင်သွားမှာဒါပေမဲ့အဲ့တင်ငယ်စိတ်ဝင်လို့ရတယ်ကွာရပါမယ်တင်ငယ်စိတ်ဝင်နေဆိုလို့ရှိရင်ငါမစာမလုပ်ထားတာသိရမလားငါမလေးလာထားတာလက်ခံရမယ်ကွာဒါဟုတ်တယ်ဒီလိုလက်ခံခြင်းအဲ့လိုပြောချင်တာကိုပြောချင်တာလက်ခံရမယ်လေကိုမလုပ်ထားတာသူတို့လိုဖြစ်ချင်းသူတို့လိုလေ့ကျင့်ရမှာပဲဒါလက်ခံမယ်တရားကြီးအဲ့ဒါကိုဘာမှမဟုတ်ပါဘူးကွာသူတို့ကကြောင်းတက်နေလို့စာရတာပဲသိရမလားသူတို့ကလည်းလုံနိုင်တာကိုသူတို့ကဟိုဟာဖြစ်တာငါတော့အဲ့မှာချိန်မှမရှိတာဘာလို့မှလုံတော့မလုံနေတော့ပဲလေးမင်းနေသိရမလားအဲ့ဒါကိုပြောချင်တာကွာသူတို့ကဘလို့ဖြစ်လို့ပဲနေဘာမှမဟုတ်ပါဘူးအထင်ကြီးကြအဲ့လိုမဟုတ်ဘူးနေသိရမလားတကယ်တော့အဲ့လိုနေနဲ့တင်စိတ်ဝင်လို့ရတယ်ဝင်တတ်တယ်ပေါ့နော်ကိုလည်းဝင်ဘူးတယ်ဘူးတယ်ဆိုရင်ဒါပေမဲ့ပြန်တွေးလိုက်တယ်ကိုပတ်ဝန်းကျင်မှာမဟုတ်တာဒါဆိုကိုပတ်ဝန်းကျင်မှာမဟုတ်လို့ကိုနဲ့တပြေးလေးရှိနေတဲ့ဟိုဘယ်လိုပြောမလဲကို lifestyle နဲ့မဟုတ်နေဘူးကိုစင်းကွာသိရမလားကွာခြားတဲ့ပုံမျိုးရှိတာဆိုတော့အဲ့ဒါကိုလက်ခံလိုက်ရမယ်အဲ့ဒါမြန်မဟုတ်လို့ရှင်သွားမျက်နှာပုတ်တိုးပြီးတော့သိရမလားအကြည့်တက်တွေကြောက်ဆုံးပြီးသိရမလားအဲ့လိုမျိုးသွားပြီးတော့သူကတော့ဘလို့ပဲသိရမလားသူကတော့ညာလို့ဖြစ်မှာလို့အဲ့လိုမျိုးလုပ်နေဆိုလို့ရှင်အဲ့ဒါတေးကြတယ်ဘေးကို side effect တွေရောက်နေရတယ်သိရမလားအဲ့လိုမျိုးဖြစ်နေရမျိုးကိုကအဲ့ဒါမျိုးကိုအဲ့လိုနှစ်ဆင့်ရှိတာပေါ့နော်နှစ်ဆင့်ရှိတာတကယ်ဆို3ဆင့်ရှိတယ်တင်ငယ်စိတ်ကိုသိရမယ်ကိုတင်ငယ်စိတ်ကိုသိရမယ်ပြီးလို့ရှိရင်ကိုတင်ငယ်စိတ်ကိုဟို side effect မဖြစ်အောင်ထားရမယ်ကွာတခြားလူပေါ့ပြီးလို့ရှိရင်ကိုတင်ငယ်စိတ်ကိုလက်ခံမှုစူးစမ်းတတ်ကြမယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါတော့တင်ငယ်စိတ်သဘောတရားပဲပြရတာပြီးတော့တင်ငယ်စိတ်ရဲ့ဆိုးကျိုးတွေအဲ့လောက်နဲ့ရက်မတော်ဘူး
လူပြပြရမယ်ဥမာကွာကိုကမရနိုင်တဲ့ဘဝတွေသူများကရနေတဲ့အခါမျိုးမှာဆိုလေတင်ငယ်စိတ်တွေဖြစ်တယ်ဒါပေမဲ့သူတို့ကိုသူတို့ကြတော့တင်ငယ်စိတ်လို့မသိဘူးသိရမလားမသိဘူးဟာလက်ကားပါဘယ်ရလို့ရမှမသိရသိရမလားလက်ကားပါဟိုလိုဖြစ်တဲ့ဟာကြီးကိုအဲ့လိုမျိုးပြောတယ်ကွာသိရအဲ့လိုပြောတယ်ဆိုလို့ရှိရင်ဟုတ်နေလားသိရမလားကိုပြောတာကြီးကမှန်နေလားကိုကသူများပေါ်ပြောမိလားအဲ့လိုမျိုးကြီးပြန်တွေးရမှာသိလားစွတ်စွန်တော့ဖြစ်တယ်စွတ်လဲလူတွေရဲ့လူဆိုတော့တွေးမိတဲ့အခါမျိုးလည်းရှိတယ်လို့စကားလွယ်ကူထွက်မိတဲ့အခါမျိုးလည်းရှိတယ်တကယ်ပြောတာဒါပေမဲ့ပြန်တွေးရင်ငါလူပြောတာမှန်ကန်ရဲ့လားသိရမလားဟုတ်ကောဟုတ်ရဲ့လားပြီးတော့ဘာဆိုင်လဲငါနဲ့တချို့စုမရနိုင်တဲ့ဘဝကိုသူရနိုင်လို့ဆိုကလောလောဆယ်ပေါ့နော်လောလောလတ်လတ်တင်ငယ်စိတ်ဝင်ပြီးတော့ကိုယ့်ရဲ့တင်ငယ်စိတ်ကိုဖုံးချင်တဲ့တော်တရားနဲ့ကြည့်ပါဘာမှမဟုတ်ပါဘူးသူကသိရတိုင်းပဲသိရမလားဒါတော့မှလုံးဝပုံပုံပြောတာမဟုတ်ဘူးနော်ဘာမှမဟုတ်သိရတိုင်းပဲဘာမှဟုတ်နေရမဟုတ်ပဲအဲ့လိုမျိုးလေးပြောတာမျိုးရှိတာပဲဒါပေမဲ့ပြန်တွေးရအဲ့လိုပြောတာမှန်ရဲ့လားငါဘာလို့လက်မခံဖြစ်နေရလဲပြီးလို့ရှိရင်အဲ့လိုမျိုးပေါ့ငါပေါ်လာငါနဲ့ဆိုင်လားဆိုင်မနေဘူးလေနော်စင်းဘာမှမဆိုင်ဘူးအဲ့လိုမျိုးတင်ငယ်စိတ်ကိုလည်းအဲ့လိုမျိုးပြောချင်တာပေါ့တင်ငယ်စိတ်ကိုအချင်းအကျယ်ချဲ့ပြလို့ရှိရင်အဲ့လိုပြောလို့ရတယ်ပေါ့နော်တခြားတွေမှာအများကြီးရှိသေးတယ်ပေါ့အဲ့ဆိုလို့ရှိရင် April ဆိုလို့ရှိရင်ရောအဲ့လိုအများကြီးကြုံရမှာရှိကြုံတော့လူမှန်တော့အဲ့ဒီအတွင်းစိတ်ကဖြစ်လာတဲ့အရာတွေမထိန်ချုပ်နိုင်တဲ့လူတွေလည်းရှိလို့ထိန်ချုပ်နိုင်တဲ့လူတွေလည်းရှိရပေါ့ကိုလည်းထိန်ချုပ်နိုင်တဲ့တဲမှာမပါခဲ့ဘူးဒါပေမဲ့စူးစမ်းနေရပေါ့ဒီအရာကိုထိန်ချုပ်နိုင်အောင်စူးစမ်းနေတဲ့တဲမှာတော့ပါတယ်ပေါ့နော်ဆန္ဒစုပြောသလိုပဲကိုယ့်ရဲ့မပြေဝမှုကိုချက်ချင်းမတုံးသက်ဘူးကို reflect မလုပ်ဘူးငါဘာလို့ဒီလိုမပြေဝနေရလဲဆိုတဲ့အတွေးစင်တီမရောက်ဖဲနဲ့ကြည့်လိုက်တယ်ဒီလူကမိုက်လိုက်တာပေါ့နော်အရမ်းမိုက်တယ်ပေါ့ကိုနဲ့ကချားစီဖြစ်နေရကိုလိုချင်တဲ့ဘဝမျိုးသူရောက်နေရကိုအဲ့ဒီဘဝမရောက်သေးဘူးပေါ့နော်အဲ့ဒီအချိန်မှာပကနဲဆိုပြီးသူလည်းသူဘယ်လိုပြောမလဲသူလည်းသူလမ်းကြောင်းငါလည်းငါလမ်းကြောင်းပဲဘာလို့ဘယ်လိုပြောရမလဲချက်ချင်းကိုယ့်ရဲ့မပြေဝတဲ့အရာကိုခဏဖုံးလိုက်ပြီးတော့တစ်ဖက်လူကိုလေကွာနည်းနည်းလေးတစ်ဖက်လူရဲ့ဘေးစွန်းထွက်တွေကိုကြည့်မိရလားသူ့ရဲ့ကောင်းနေတဲ့ပြည့်စုံနေတဲ့အရာကိုချက်ချင်းမကောင်းတဲ့ negative side ကြီးကိုသွားပြီးတော့ကြည့်လိုက်ပြီးတော့သူအဲ့ကြောင့်ဝင်နေမှာပါဘောဆိုရင်အခုကိုယ့်ရဲ့မပြေဝမှုဖုံးလိုက်တာအမှန်တော့စုပြောလုံးဝမှန်တယ်ကိုလက်ခံရပါလက်ခံခြင်းပဲဆိုကိုအကြောင်းကိုသိကိုလက်ခံရင်ဒီတင်ငင်စိတ်တွေဖြစ်လာရင်တော့မှပြန်ပြီးတော့ထိမ့်သိမ့်နိုင်တယ်ကွာအဓိကမဖြစ်လာအောင်တားဆီးရမှာမဟုတ်ဘဲနဲ့ဖြစ်လာရင်ဘလို့ change မလဲဘလို့ control လုပ်မလဲအဲ့ဒီအရာကိုလေ့လာအောင်အဲ့လိုတကယ်ရသေးရမလားအမြင်ပေါ့နော်အမှန်တိုင်းမြင်ပေးရမှာအဲ့အမှန်တိုင်းမြင်မဲ့ကိစ္စတွေကလေတော်တော်များများအသုံးဝင်တယ်သိလားတော်တော်များများအသုံးဝင်တယ်အမှန်တိုင်းမြင်နေဆိုတဲ့ကိစ္စအမှန်တိုင်းမှာခုနလိုအမှန်တိုင်းမြင်မှာလက်ခံနိုင်မှာပေါ့အမှန်တိုင်းမြင်ပေးရမှလက်မခံနိုင်အဲ့လိုဖြစ်တဲ့အတွက်အမှန်တိုင်းမြင်ရလို့ရှိရင်ကိုအတွေ့အကြုံရတော့ဘဝရဲ့85%တော့ပြဿနာတွေဖြေရှင်းပြီးသားဖြစ်တယ်အဲ့လိုမျိုးကြောင့်အခုဒီပြဿနာမှာလည်းအဲ့တိုင်းပဲကွာသိတယ်အဲ့ကြောင့်မို့တင်ငယ်စိတ်ကတကယ်တော့ side effect များပါတယ်တကယ်များတယ်ဟိုမှာအရန်မို့ဘယ်လိုပြောပြရမလဲအဲ့ဒီ April ပြောပြမယ် April ဘဝကိုတော့ငယ် April ကခြေတလုံးမှာအကျော်ပြည့်ရရှိသိလားခြေလုံးအကျော်ပြည့်ရရှိတော့ငယ်တုန်းကဗာလဲဆိုဘောင်းမီတူတွေပါတယ်တိတ်ပြီးဝတ်တယ်မရှိဘူးဒါပေမဲ့အိမ်ကအမေကကြတော့အဲ့လိုအတူဝတ်တာတွေပါတယ်ပေါ့နော်ပေါ့ပပနီးဆိုတဲ့ပုံစံမျိုးကြိုက်တော့ဗာလဲဆိုဘောင်းမီတူတွေဝတ်တဲ့အခါမှာပတ်ဝန်းကျင်ရလူတွေကဘယ်လိုမှမဟုတ်တော့အမျိုးတွေကလူတွေပဲကိုယ့်ရဲ့ရင်းနှီးရဲ့လူတွေကပဲဘာလဲဆိုဟဲအကျော်ပြရည်နဲ့လာလည်းမလာဘူးဆိုတော့ဘာမှမတူတယ်မလိုက်ဘူးဆိုအဲ့လိုတွေလေအပြောခံခဲ့ရတာတွေက trauma တစ်ခုလိုရပြီးတော့အခုချိန်ကြီးဘာမှမတူမှုရေအဲ့လိုမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီအရာတွေတိတ်ငယ်သွားတာလေတကယ်တော့ဘာမှမဟုတ်တဲ့အရာပဲဒါပေမဲ့ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်ဒါကြီးကတိတ်ငယ်စရာကြီးသိရမလားအဲ့လိုမျိုးကြီး trauma ဝင်သွားတာလေအဲ့ကြောင့်ပတ်ဝန်းကျင်စကားကိုလေအရန်ကြောက်တာပဲတည်လားဒါပေါ့ကျွန်တော်ကင်းကွာလို့ရရဲစုကင်းကွာလို့ရရမဟုတ်ဘူးလေသိရမလားအကောင်လုံးကအတူရှင်တွဲပြီးနေထိုင်တာဖြစ်တဲ့အတွက်ကတကယ်ကြီးကင်းကွာနေလို့မရဘူးအဲ့ကြောင့်မို့ကသူတို့အပြစ်မဆိုဘူးဒါပေမဲ့အဓိကကိုယ့်ဘောပဲမဟုတ်ဘူးအရာအလုံးကကိုယ်ပဲအရာအလုံးကိုထိန်းချုပ်နိုင်ရင်ရတယ် everything is okay ဆိုသူတို့နောက်တစ်ခုကလေ gratitude ဆိုကျေးဇူးတရားကြောင့်လည်းပြောချင်တာပါသိလားအဲ့ဒီတိမ်ငယ်စိတ်နဲ့ပတ်သက်ပြီးတော့ gratitude ကိုလည်းအရေးကြီးတယ်သိလားအဲ့ဒီအရာကိုလည်းသိထားဖို့လိုတယ်အရင်တော့April ကိုယ်တိုင်လည်းမသိခဲ့ဘူးကွာ gratitude ဆိုတဲ့အရာ
အခုဒီမှာပေါ့စာဖတ်တဲ့လူတွေကနေပြီးတော့တည်တယ်တဆင့်ကနေပြီးတော့မှအခုခေတ်စားလာတာ gratitude နဲ့ပတ်သက်ပြီးလူအများစိတ်ဝင်စားလာကြတယ်တည်တယ်သဘောတရားတွေနားလည်လာကြတယ်ကွာကျေးဇူးတင်တက်ခြင်းကိုကျေးဇူးတရားပေါ့နော်အဲ့ဒီတို့နေထိုင်တဲ့လောကကြီးမှာကျေးဇူးသာတင်တက်မယ်ဆိုကျေးဇူးတင်ရမယ်ကျေးဇူးတင်ထိုက်တဲ့လူတွေအများကြီးအရာတွေအများကြီးလူတွေအများကြီးကွာတည်လားအဲ့ဒီအရာတွေကိုမြင်အောင်ကြည့်တတ်တယ်ကိုရထားတဲ့ဖြစ်တည်မှုတွေကိုယ့်ရဲ့ဖြစ်တည်မှုကိုရထားတဲ့အရာတွေကိုပိုင်ဆိုင်ထားတဲ့အရာတွေအကုန်လုံးပေါ်မှာအသေးစိတ်ကတိလေးရစားကွာကျေးဇူးသာတင်တတ်မယ်ဆိုတင်ငယ်စိတ်တွေဖြစ်လာမှာမဟုတ်တော့ဆိုပြီးတော့အဲ့လိုမျိုးကိုကျေးဇူးတင်တဲ့ချင်းအောင်ပြီးတော့မအန်လာလေးပြောသွားတယ်ပေါ့နော်တကယ်တမ်းကိုကျေးဇူးတင်တာကိုကျေးဇူးတင်နေပြီးတော့တာမဟုတ်ဘူးသူများကရဲ့ကောင်းကျိုးပဲမြင်တတ်တော့တာတချို့အဲ့လိုမျိုးဆိုတော့သူများကရဲ့ကောင်းကျိုးပဲမြင်နိုင်သွားတော့ပုံပြောရမယ်ဆိုအဲ့လိုကြီးစိုးမိပါကဘာကြီးကလှပါတယ်တည်ရမလားထင်သလောက်မစိုးကဘာကြီးကလှပါတယ်တကယ်တော့အဲ့ကြောင့်မို့ပေါင်းဝန်းကျင်မှာအဲ့လိုတင်ငယ်စိတ်တွေကိုကင်းဝေးစေချင်တယ်တည်ရမလားမနေ့ကဆိုလို့ရှိရင်လေကိုတို့ဒီဘယ်ဆေးဘန်ကလူငယ်စုံတဲ့ချိန်မှာပေါ့နော်ပြောကြတဲ့ topic တွေမှာ April နဲ့ကြားမှာပါတည်ရမလားမရှိဘူးလို့ထင်ရပေမဲ့တကယ်ပေါင်းဝန်းကျင်မှာအများကြီးဖြစ်နေတာပေါ့ဟုတ်တယ်အဲ့လိုမျိုးဖြစ်နေတာဆိုတော့တကယ်သတိထားစရာကောင်းတယ်ပေါ့နော်ကောင်းမွန်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုယ်တင်ငယ်စီကိုလက်ခံပါသိရမလားအဲ့လိုမျိုးလက်ခံပြီးတော့ကိုယ့်ကိုအရင်မေးပါပြေအောင်လုပ်ပါဘောနော်သိရမလားသူများကောင်ဆိုင်ဖန်ပြန်စီပဲမကောင်းမွန်တဲ့နည်းပြောရမယ်ဆိုလို့ရှိရင်တော့သိရတဲ့အတိုင်းပဲ I don't fucking နင်းစကြောင်းလာပေါ့ဒါမှအကြောင်းလေးနင်းကနေအကြောင်းလေးသိရမလားတူလာမင်းနဲ့သိရမလားအဲ့လိုမျိုးရှိတယ်ကွာဒါဆိုလို့ရှိရင်တော့လေဟိုစစ်တက်တာနှစ်ခုလုံးကစစ်တက်တာရပါတယ်သိရမလားအဲ့လိုမျိုးနီးလန်းပေါ့နော်အဲ့လိုနှစ်လန်းတော့ရှိတယ်လက်ခံပြီးတော့တည်ရမှာသူများကစိုက်ဖန်ပြန်နေမယ်ကိုယ့်ကိုယ်ပဲလက်ခံပြီးတော့ပေါ့နော်နေလိုက်တာနဲ့ခုနလိုပြောတဲ့အတိုင်းနေစောက်ချောင်းလားငါစောက်ချောင်းနေစောက်ချောင်းအဲ့လိုမျိုးဖကီကေရောအဲ့လိုဆိုလို့ရှိရင်လေအရန်စင်ပြီးပါတယ်တကယ်တော့ကြုံလာတဲ့အပေါ်မှာနှစ်နည်းလမ်းနဲ့ကြိုက်တဲ့နည်းလမ်းကိုတုံးလိုက်စင်ကြည့်တယ်ဒါကြောရိုးတဲ့နဲ့မရအောင်ဆိုလို့ရှိရင်နေစောက်ချောင်းငါစောက်ချောင်းတည်ရမှာလားခုနလိုဖြီလို့ရမယ့်အတိုင်းဆိုလို့ရှိရင်တော့ဒီလိုကငါဖြစ်လေအဲ့လိုလက်ခံလိုက်တာပဲနှစ်နည်းလမ်းလုံးက3ရမ်းဝင်ဆိုတော့နည်းလမ်းသုံးတယ်ပေါ့နော်အဲ့လိုရှိယောဂရှိဆေးရှိဆိုအဲ့လိုမျိုးကိုယ်ဆေးမတွေ့နေရှာမှာဆေးကိုရှာမှာအဲ့လိုမျိုးဆွဆိုလို့ရှိရင်လည်းငယ်တော့ကွာအဲ့လိုမျိုးအကြီးမားဆုံး trauma ရှိတယ်အဲ့ဒါသူ့ရဲ့ body ဘိုင်းနဲ့ပဲbody ဘိုင်းနဲ့ဆိုတာဟုတ်သူ့ body shape ကအဲ့လိုသိရတိုင်းနောက်မှဆိုလို့ရှိရင်ထမင်းဝတ်လို့ရှိရင်လည်းတအားပေါ့ကောင်းသေးတယ်အဲ့လိုမျိုးသိရမလားတတိထားမျိုးပုံအဲ့လိုဘာမှဝင်လဲအဲ့လိုမျိုးပဲဘောင်းရှည်ဝတ်တာအဲ့လိုဘောင်းရှည်ဝတ်တာရင်တူတူကိုသူကရွှေလူကမိုးတက်လို့မရဘူးအဲ့လိုမျိုးဖြစ်တယ်ကွာပေါင်းချင်တယ်တအားသတိထားမိတယ်ဟုတ်ပုံစံမျိုးရောက်တော့အဲ့နဲ့ပဲစုမှာ trauma ရတာအဲ့လိုမျိုးဝတ်စားဆိုအရင်တော့ဒီလိုမျိုးကိုလုံးဝပွားကြီးသိရမှာဘော်ရှိလုံးဝဖုံးတာမျိုးတွေဝတ်တာမျိုးသိရမှာလားလုံးဝမပေါ်တာမျိုးတွေဝတ်တာကွာအဲ့လိုမျိုးရှိတယ်ဘာလို့လဲဆိုတော့ပြီးလို့ရှိရင်သူများကလေတော်လေးတွေဘာလို့ဝတ်သိရမလားအဲ့လိုမျိုးဖြစ်တဲ့ခန္ဓာကိုယ်ဘာမှပေါ့နော်အဲ့လိုမျိုးကောက်ကြောင်းတွေပါမရှိတဲ့ခန္ဓာကိုယ်လည်းတအားသဘောကျတာဘာလို့ဆိုတော့သူတို့အဲ့လိုမြင်မခံအောင်လေသိရတာမြင်မခံအောင်စုကြည့်လို့ရှိရင်ဘောင်းရှိဝတ်တာချင်းတူတူငါအဲ့လိုမျိုးမြင်ကြတယ်ပြီးလို့ရှိရင်မျိုးသားရဲ့မျက်လုံးထဲမှာလည်းကွယ်အဲ့လိုပုံမြင်နေသိရမလားဘယ်လိုပြရမလဲအဲ့ရနည်းနည်းတော့ခက်တယ်ပေါင်းချင်မှလည်းမျိုးသားရဲ့နေရှောက်မှုမျိုးမြင်ရတဲ့ကိစ္စဆိုတော့ဒါပေမဲ့ကိုယ့်ရဲ့ပါတနာရှိမင်းသိရမလားဘလို့ပဲဖြစ်စီကွာမြင်ခံရတယ်ဥမာအပရမြင်နေတဲ့အတိုင်းပဲဘလို့ပါပေါ့ဘလို့ပဲနေသိရမလားစစီထိုက်ဖြစ်နေပါတယ်ဘာညာကူကအဲ့လိုပုံစံမျိုးကိုကအဲ့လိုမျိုးအများကြီးမြင်ခံရတယ်ကြောက်မို့ကိုယ်မနေနေရပဲဒီမှာအဲ့လိုမျိုးမြင်ခံအဲ့မကြိုက်ဘူးမကြိုက်တော့သူများကလို့ဘာမှသိရမလားအဲ့လိုလေးဖြစ်ရင်တိတ်ကောင်းပါပဲကိုအမြဲတမ်းတွေးအမြဲတမ်းလည်းလိုချင်ခဲ့တယ်ခက်ခင်ငယ်တော့လက်မခံချင်တဲ့ချိန်တော့ပါဒါမှလည်းရှောင်းမမြင်နိုင်တာကိုဖြစ်နေရလေဒါပဲလက်ခံရုံတော့မရှိတော့မှန်ကြည့်တယ်ခန္ဓာကိုယ်လေးအသားရည်လေးညီပြီးတော့ဒီလောက်ထိကျေးဇူးတင်ကြကောင်းနေတာပြီးတော့ကိုတားတန်ပါတော့တော်တော်နေမကောင်းဖြစ်ဘူးဘောလေးဟိုအဲ့လိုမျိုးပါလေပြောမှာခန္ဓာကိုယ်စိတ်ပိုင်းနဲ့အများကြီးဆိုင်တာကွာကြန့်ခိုင်းတာဘာညာပြောလဲဆိုင်သေးတာဆိုတော့ဒီလိုခန္ဓာကိုယ်မျိုးကိုပိုင်ဆိုင်ထားပြီးဒီလိုကြန့်ခိုင်းနေဆိုလဲကိုခန္ဓာကိုယ်ဖွဲ့စည်းပုံရမ်းကောင်းဟုတ်တယ်ကျော်အဲ့နဲ့အများကြီးကျေးဇူးတင်ကြကောင်းတယ်အဲ့လိုမျိုးအခုပြောရဲစုရဲ့ခန္ဓာကိုယ်ရဲ့body shape နဲ့ပတ်သက်ပြီးတော့ကွာလိုချင်နေတဲ့စုပိုင်ဆိုင်ထားပေမဲ့မရှိတဲ့လူတွေကလိုချင်နေတဲ့လူတွေအများကြီးပဲအဲ့လိုပြောတာတယောက်ကလိုရင်းနဲ့မတူမလိုရင်းဖြစ်တော့အကုန်လုံးကတင်ငယ်စင်းဖြစ်စေခြင်းသိရမလားငါတော့ဘာဖြစ်နေလို့ तू ကတော့ဘာပြောလို့ဆိုရတင်ငယ်စင်းမျိုးလုံးဝမဝင်စေခြင်း
သိရမလားဘာဖြစ်လဲမလားလှအောင်ပြင်လို့ရတယ်လေသိရမလားမလားလှအောင်ပြင်မလားလိုက်တယ်နဲ့ဝတ်မှာ ပြီးတော့နောက်ကနော် sorry မလှဘူးဆိုတာကိုဘယ်ကနေတတ်မှတ်လိုက်ကြလဲ အဲ့ဒါကိုပြောတာပါသိမလှအောင်ဆိုတာဘယ်ကတတ်မှတ်လိုက်ကြတာနော် ဥပမာကွာပြောရမယ်ဆိုနှက်ခမ်းနဲ့ပတ်သက်ပြီးဟိုအရင်တို့လူကြီးတွေခေတ္တကနှက်ခမ်းပါရင်လှတယ်ဆိုတဲ့စကားရှိရမလားဒါပေမဲ့အခုခေတ်ကျတော့နှက်ခမ်းပါရင်မဟုတ်တော့ ထော်နေမှာ ထော်ပြီးထူပြီးတော့အဲ့လိုနေမှာလှတယ်လို့မြင်ကြတယ်အဲ့ဒီအရာမှာပဲကြည်လိုက်ကွာလောကကြီးကဒါကြီးကလှပါတယ်ဒီလိုကတော့လှပဲဘယ်သူမှမတတ်မှတ်ထားဘူးအကုန်လုံးကတယောက်နဲ့တယောက်လူတွေအပေါ်မှာပဲမူတည်ပြီးတော့အမြင်တွေခွဲခြားပြီးတော့ပြောင်းသွားတာပဲအဲ့ဒီမှာပဲကြည်ကွာလူနှစ်မျိုးနှစ်စားရှိတယ်ဒီနှက်ခမ်းထူတာထော်တာကြိုက်တဲ့လူရှိမှာကွာလှတယ်လို့မြင်တဲ့လူရှိမှာဟိုပါးတာလေးမှကြိုက်တယ်လှတယ်လို့ဆိုရှိတယ်အဲ့တော့အဲ့ဒီမှာပဲကြည်လိုက်ကွာဘယ်ဟာလှတာလဲဒါကိုယ့်ပေါ်ကြည့်တယ်လို့ကိုယ့်ပေါ်မှာဟုတ်တယ်မလားမူတည်သွားတာပဲအဲ့ဒီအတွက်ဒါကြီးကတော့ဘာမှဂိမ်းဆိုင်နေစရာမလိုဘူးလို့တော့ထင်တယ်ဆိုပြီးလို့ရှိရင်ဒါပေမဲ့အဲ့ခုနကပြောတဲ့တော့ဖက်တိုင်းပေါ့နော်တကယ်စိတ်ကိုပြန်တော့မယ်ဆိုလို့ရှိရင်ခုနလိုပြောရမှာကိုယ့်ရဲ့တကယ်စိတ်ကိုကိုဖုံးပြီးတော့တခြားလူကိုသိရမှာလားစားရဖက်တွေပြန်နေတယ်ဆိုတဲ့အပိုင်းမှာသူတို့ကလေကိုယ့်ကိုအဲ့လိုလာပြောတယ်ဆိုတာလေကိုယ့်ကိုတကယ်စိတ်ဖြစ်သွားစေချင်တာရောပြည့်တတိထားမိလားပြောလို့ဆိုလို့ရှိရင်သူတို့ကတကယ်စိတ်ခံစားနေရတာကွာမပြေဝမှုသူတို့ခံစားနေရတာဖြစ်ပြီးတော့ကိုကပြေဝတယ်လို့ကိုယ့်ကိုထင်နေရင်ဒါအောင်သူကလာပြီးတော့နေဘယ်နေကဘယ်လိုဖြစ်ပါလဲဘယ်ရောက်လို့သူကဘယ်လိုဖြစ်ပါလဲလို့ပြောလိုက်ခြင်းအားဖြင့်ကိုကကိုဟဲငါဒီလိုများလားမသိငါဒီလိုဖြစ်နေတာငါအဆင်ပြေဘူးလားမသိဆိုတိမ်ငယ်စိတ်ဝင်သွားတာကွာသိရမလားအဲ့လိုမျိုးရှိရဟုတ်ဖြစ်စေချင်လို့လည်းပြောတာပဲရှိရဟုတ်ဖြစ်စေချင်လို့ပြောတာအဲ့ကျတော့သူတို့ကလည်းတိမ်ငယ်စိတ်ဝင်သွားတယ်ဆိုလို့ရှိရင်နေမှလည်းတိမ်ငယ်စိတ်ရှိရငါမှလည်းတိမ်ငယ်စိတ်ရှိရစင်ပြေတာပဲသိရမလားအဖို့ရှိရအဖို့ရှိရအဲ့လိုပါတကယ်တော့စိတ်အာသာဖြစ်ရလို့လည်းပြောလို့ရတယ်သိလားအဲ့တဘောရတွေကဘာနဲ့သွားတူလဲဆိုလို့ရှိရင်တချို့စိုက်ကိုဘက်အသေးစားတွေမှာလည်းအဲ့လိုလက္ခဏာမျိုးမြင်ရတာပဲသိရမလားကိုယ့်ရဲ့စိတ်ကိုအာသာဖြစ်ရတဲ့သဘောမျိုးဒါကြတော့လေအဲ့လိုစိတ်မျိုးစားတယ်တမျိုးစားပဲပြောလို့ရတယ်ဘာလို့ဆိုတော့သူတို့စိတ်ကိုအာသာဖြစ်ဖို့သူများကအပြစ်ကိုလောက်တာသိရမလားအပြစ်မြင်လိုက်အောင်ပြောတယ်တကယ်စိတ်ဝင်လိုက်အောင်ပြောတာအဲ့ဒါကိုအေဘရိုကသိထားမယ်ဆိုလို့ရှိရင်တယောက်ကကိုယ်လာပြီးတော့အဲ့လိုပြောတဲ့အခါမှာပေါ့နော်တယောက်ကတကယ်စိတ်ကိုလာသွင်းတဲ့အခါမှာသူတို့လုပ်ဖို့ကသူတို့စိတ်ကျင်တဲ့ကောင်တကယ်စိတ်ဝင်လို့မဟုတ်ဘူးမှန်တယ်မှန်ဟုတ်တယ်ဟုတ်သူကတော့ငါ့ကိုဘယ်လိုပြောလိုက်တယ်လို့ခံစားလို့ရှိရင်ကိုရှုံးတာပါသိလားကိုရှုံးတာဖြစ်တဲ့အတွက်နိစ္စချောင်းငါဆောက်ချောင်းဆိုပြီးတော့အဲ့လိုဟာမျိုးဆိုအဲ့လိုဖြေရှင်းလို့ရတယ်ကွာသိရမလားအဲ့ဒါကြောင့်မို့ပြောချင်တာကဘာလို့ကိုကအဲ့လိုဖြစ်သွားတာလဲသူများကလာပြောလို့ရှိရင်ရောငါဘာလို့တငယ်စိတ်အဲ့လိုဝင်သွားတာလဲလို့လေပြန်မေးလိုက်ပါတော့ပြန်မေးပြီးတော့ခံစားဖို့တန်လို့လားဘာလို့ငါသူပြောတာရောငါတငယ်စိတ်ဝင်သွားရတာတော့သိရမလားငါလည်းငါဟာနဲ့ငါအရန်ကိုအဆင်ပြေပြီးတော့ခန္ဓာကိုယ်ရှိနေတဲ့လူသိရမလားငါလည်းငါနဲ့ကိုကျမ်းမာပြီးတော့နေတဲ့လူကျမ်းမာကွာသိရမလားတဏ္ဍာစငါနေနေတဲ့လူဘာမှတကယ်စိတ်ဝင်စရာမလိုဘူးပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်အားလုံးကိုတကယ်စိတ်လေးကင်းစေခြင်းနဲ့ခံစားရတယ်ဆိုလို့ရှိရင်လည်းပေါက်ရောက်စေခြင်းနဲ့ပြီးတော့ကိုတိုင်းကတကယ်စိတ်ခံစားနေရဆိုလို့ရှိရင်လည်းကို့မှာဖြစ်နေတဲ့ side effect ကြီးကိုသူများကလည်းကြီးကိုမပြတ်လင့်သွားစေခြင်းပေါ့နော်ကိုတိုင်းကလည်းအဲ့လိုစိတ်အာသာကိုစိတ်ကိုအာသာဖြစ်ပြီးတော့သူများကလက်ညှိုးထိုးတဲ့လူဖြစ်စေခြင်းကိုနဲ့ပြီးတော့အောင်ဆိုကိုလက်ခံပြီးတော့ပြီးသွားစေခြင်းနဲ့ပြီးလို့ရှိရင်အဲ့လိုမျိုးပြောခံလိုက်ရပြီဆိုလို့ရှိရင်လည်းတစ်ဖက်လူကတငယ်စိတ်တွေဝင်ပြီးတော့အဲ့လိုဖြစ်သွားမှလည်းစားလို့ရှိရင်ငါတူပေါ့ခုနပြောတဲ့အတိုင်းပဲအဲ့လိုမျိုးစဉ်းစားစီခြင်းတယ်ပေါ့နော်တငယ်စိတ်ဝင်ပြီးတော့မနေ့ကဆိုလို့ရှိရင်အေဗီတိုတွေ့မှာပါအရန်ခံစားနေရတယ်ဟုတ်တယ်ဟုတ်မိန်းကလေးဆိုလည်းမိန်းကလေးယောက်ျားလေးဆိုလည်းယောက်ျားလေးဒီလိုမျိုးပိုင်းနေနဲ့ပတ်သက်ပြီးတော့တငယ်စိတ်တွေကိုစုလို့မြောင်မျှော်လင့်ထားတဲ့အခြေအနေမျိုးတွေကိုခံစားနေရမျိုးရှိရနော်အဲ့ဒါကကိုယ်လည်းမကြုံရလို့ဒါဟင်းအဲ့လိုတော့မဟုတ်ပါဘူး normal လို့ပဲတွေးလိုက်တာမျိုးရှိရင်ရှိလိမ့်မယ်တကယ်တော့တကယ်ကြီးခံစားနေရကြတာ yes ဒါဆိုဖွင့်မပြောလို့ဒါဟဲ့တော့ငါဒီလိုဖြစ်နေမှလို့ဖွင့်ပြောတာပဲရှိတာအပြင်ပိုင်းဝယ်ကြည့်ပြီးတော့ strong ဖြစ်တယ်လို့ထင်ရပြီးတော့အတွင်းမှာဒဏ်ရာတွေအများကြီးနဲ့ပြည်နေတယ်အများကြီးရှိတယ်ဆိုတော့မနေ့ကရင်တွေးလိုက်ရကြတာပဲเนาะအဲ့လိုကြောင့်အဲ့လိုမျိုးမဖြစ်စေချင်ပါဘူးကိုကခံစားနေရတယ်ဆိုလို့ရှိရင်လည်းတတ်တာစီခြင်းတယ်ပေါ့နော်ဟုတ်တယ်ကိုယ်လည်းတက်တာအောင်လို့ကြိုးစားနေရတာဆိုတော့လေကိုယ်လည်းတက်တာအောင်ကြိုးစားဘာဝန်းကျင်ကိုလည်းစားရဖက်မပြတ်နိုင်စေပဲနဲ့ကိုယ်လာပြီးအဲ့လိုဖြစ်ခဲ့ရဆိုလို့ရှိရင်လေအတွေးလေးတွေကောင်းစေခြင်းတယ်ပေါ့သိရမှာလားဟုတ်တယ်ပြောချင်တာကတော့အဲ့ဒီဆောနာတော့ကျေးဇူးတရားပါပဲအိပရဆိုရင်လေအရင်ကအဲ့ဒီကျေးဇူးတရားတွေပါအရင်မသိခဲ့ဘူးနားမလည်ခဲ့ဘူးဆိုတော့နောက်ပိုင်းမှာအဲ့ဒီကျေးဇူးတရားကိုသိပြီးတဲ့ဟာတော်တော်ချစ်တယ်လားကိုအရန်ချစ်တယ်လားဒီကိုရဲ့အစိတ်ပိုင်းတစ်ခုချင်းစီအစားအရင်တော့ဒါကြီးကမလှဘူးလို့ထင်ခဲ့တာမလှဘူးလို့ထင်ခဲ့တဲ့အရာလှတယ်သူများနဲ့လည်းဘယ်သူမှလည်းမရှင်းပြီးတော့ဘူးကိုရဲ့အရာတစ်ခုလေးကိုပဲကြည့်လိုက်ကို့မှာပိုက်ဆိုင်ထားတဲ့အရာကို့မှာပဲရှိတာ
ဆိုသူ တ များ ခုမရှိဘူးတစ်ခုပဲရှိရဟုတ်တယ်မလားနော်ကိုယ့်ရဲ့ဒီမျက်လုံးလေးဆိုလေဒီမျက်ဝန်းလေးကကိုယ်ပဲပိုင်ဆိုင်တာကိုယ်ကလည်းဘယ်သူမှမပိုင်ဆိုင်နိုင်ဘူးကိုပိုင်ဆိုင်ထားတဲ့အရာလေးအရန်လှတယ်ကျင်းတဲ့ကျေးဇူးတင်တဲ့ဒီအရာလေးတွေပိုင်ဆိုင်ခွင့်ရတယ်ကိုတယောက်တည်းဒီအရာကိုပိုင်ဆိုင်ခွင့်ရတယ်ကွာကိုတယောက်တည်းဒါကိုပါဆိုပြီးပိုင်ဆိုင်ခွင့်ရတယ် ကိုယ့်ရဲ့ signature ပါတချို့အဲ့လိုမျိုးပေါ့ဆိုလို့ရှိရင်လည်းတွေးရလို့ဆိုအသားရည်ပြဿနာဥမာဇဝင်ပြဿနာပေါ့နော်တော်တော်များပြဿနာမရှိရတော်တော်များမရှိတီးကလိုက်လို့နေရတာတခုမှမရှိဘူးပေါ့နော်အဲ့အတွက်လည်းအများကြီးကျေးဇူးတင်တာကိုဇဝင်ဆိုလို့ရှိရင်လည်း shopping ပြီးသွားတာဝန်ကြီးပါတည်ရမလားစကင်းဆိုလို့ရှိရင်လည်း normal လေးလုပ်ပြီးလိုက်ရင်ပြီးသွားပြီတည်ရမလားအဲ့လိုပဲတော့နမိုးလေးဆိုလို့ရှိရင်ခေါင်းခိုင်းချောက်ရှင်ခေါင်းကတနေ့ဘုံမတစ်ခါပဲဖြီးတည်ရမလားအေးစီပဲတော့ပုံချက်လက်ပါမစပင်လေးလိမ်မာလိုက်တာဒါကျေးဇူးတင်တာပဲတည်ရမလားငါစကင်းလေးကပြဿနာမရှိလိုက်တာကျေးဇူးတင်တာပဲတည်ရမလားတကယ်လို့ချွင်းချက်မရှိဘူးလားအဲ့လိုပြောဘယ်ဟုတ်ပါမလဲရှိတာဗောလူမှန်ယူ perfect ဆိုတာမရှိပါဘူးအကုန်လုံးကဖြစ်နေတော့ဒါပေမဲ့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကိုဖြစ်နေတာကွာနော်ကိုဖြစ်နေရဆိုဖြစ်နေရင်လုပ်လိုက်မယ်လေဟုတ်တယ်မှန်လားဒါပေမဲ့ကိုပဲဒါပေါ့အဲ့လိုမျိုးဆိုတာကြောင်းလေးလိုလေးရမှမရတာဘာလို့မလက်ခံရတာဘာမရှိဘူးလက်ခံမို့ပဲပြီးတော့လက်ခံနေကွာလက်ခံပြီးလို့ရှိရင်လေလို့ပြီးလို့ရှိရင်အဲ့ဟိုတယောက်ရှိရကွာ influencer တယောက်ရှိရကွာသူ့ကိုမေးကြတယ်ပေါ့အဲ့လိုမျိုးတွေဇွတ်တွေလက်ခံပြီးဟိုဖြစ်နေတော့မပြင်းဘူးလားလို့မေးအဲ့လိုရှိရပေါ့နော်ဒါပေမဲ့မဆိုင်ဘူးလေနော်ဒါဆိုအဲ့လိုမျိုးလက်ခံနေလေဒါပေမဲ့ငါတို့ကပို့လောက်အောင်လုပ်ခွင့်မရှိဘူးလားရှိတာလေပြောင်းလုပ်ခွင့်မရှိဘူးလားရှိတာလေဒါဆိုအရာအလုံးကပြောင်းလုပ်ခွင့်အခြေအနေရှိနေတာမျိုးဆိုတော့ရှိရလေဟုတ်တယ်မလားလက်ခံတာတက်ဒါငါဆိုတာလက်ခံလိုက်တာမျိုးဒါပေမဲ့ငါမျိုးငါပို့ပြီးတော့လှအောင်ပို့ပြီးကောင်းတော့အောင်ပို့ပြီးစိတ်တက်တွေကစား perfect ဖြစ်သွားအောင်ပြောင်းလို့မရဘူးလားဆိုရတာပေါ့အခွင့်အရေးလည်းအများကြီးရှိရလေနော်ကိုယ်မှမရှိတာအဲ့လိုဆိုတော့ပြောင်းလဲစီချင်ပါတယ်နော်တော်လေးကိုပြောသွားတာနောက်တစ်ခုကမနာလိုစိတ်ကလေတငယ်စိတ်ကနေမနာလိုစိတ်ဆိုတာလေဖြစ်လာနော်ဖြစ်တာပေါ့ခုနကပြောတဲ့ side effect ဆိုတာအဲ့ရသွားတာပေါ့တော်ပေါ့နော်ဆောင်းပြောလို့စုပြောသွားသလိုစုပြောတာပဲပြန်ပြောရမယ်ဆိုရင်တော့အရင်ကောက်နေစုပြောသွားတာလေကွာဆောင်းပြောသလိုမနာလိုတဲ့ပုံဒီခံစားချက်ကနေဖြစ်လာတဲ့မနာလိုမှုတွေဖြစ်လာပြီးတဲ့အခါမှာသူတိမ်ငယ်နေရတယ်လို့တစ်ဖက်လူကိုလည်းတိမ်ငယ်ရအောင်စကားတွေနဲ့ပြန်ပြီးထိုးနှက်တဲ့အရာမှာဒီပညာရက်ကိုသိထားမှာဆိုဒီအရာကိုသိထားရင်ဘာလဲဆိုတော့အသုံးချဖို့တော့မဟုတ်ဘူးကာဗာယူဖို့ကွာကာဗာယူဒီလိုစကားတွေလို့ဆိုလာပြီးဆိုသိလိုက်တော့ဒါဒီလိုငါ့ကိုထိုးနှက်တော့မှရိုက်ခတ်တော့လာပြီးတော့သူ့လိုမျိုးသူနဲ့တန်းတူသိရမလားသူနဲ့တန်းတူအဲ့လိုမျိုးဖြစ်တော့မယ်ဆိုတာ ਨੇ ကိုဘယ်လိုကာဗာယူရမလဲ तू ဖြစ်စီချင်လို့ငါဖြစ်ခံလိုက်ပါလားအဲ့ဒီအရာကိုကာဗာယူတဲ့နှင်းကြစီခြင်းလို့ငါနှင်းကြစီလိုက်မှာလားဗောသိမှာဆိုဟုတ်တယ်နိုးလူလီနော်ဆက်သွားပါနော်ကိုယ့်ရဲ့ဖြစ်တည်မှုလေးကိုလက်ခံပြီးတော့နောက်တစ်ခုကဆရာပြောနေသလိုပဲဘယ်လိုပြောရမလဲငင်းလို့မရအောင်ကောင်းဝေးလိုက်ပါဆိုပြီးလို့ရှိရင်နီးလန်းတော့ရှိရကွာဒါစုရဲ့နီးလန်းလို့ပဲပြောအောင်စုကကြတော့ဘယ်လိုပြောသူများကလည်းဘယ်လိုပြောလဲတော့မသိပြီမယ်ပေါ့နော်ဘယ်လိုပြောလဲအဟောပေါ့ကိုလို့ပဲကြည်နေသိရမလားကြောက်တိုင်းလို့ပြောမလားအုတ်နေရင်လို့ပြောမလားကြိုက်တယ်လို့ပြောကွာသိလားအဲ့လိုပြောကိုပါအပြင်ကဝင်လာတဲ့ဟာဘေးကဝင်လာဘသူကြောက်မှကိုကရင်ရိုက်နေလို့မရဘူးဘသူကြောက်မှတော့မလို့အောင်တော့တန်လို့လားအဲ့လိုမျိုးကိုသိရမလားအောင်တော့တန်လို့လားအဲ့လိုမျိုးပဲတွေးလိုက်ငါ့ကိုလာပြီးစိတ်ပြည်စီမှုပေးနေအောင်တင်ငယ်စိတ်တွေဝင်အောင်လုပ်နေအောင်နင်းတော့တန်လို့လားအဲ့လိုမျိုးတကယ်တော့ခမမိုက်တွေးရပါသိရမလားဒါပေမဲ့တချို့ຢာတွေမှာရင်ကြီးတွေးလို့မရခမမိုက်တွေးရအရန်မိုက်အရန်ပေါ်ပါတယ်ဒါကြောင့်မို့တွေးလိုက်တော့ဘာမှမဖြစ်ဘူးအဲ့လိုမျိုးမိုက်တယ်အရင်မိုက်ပါတယ်ပြောတာလေအဲ့ဆိုလို့ရှိရင်နော်ဆူကဒီနေ့ပေါ့နော်ပြောသွားတယ်ဒီလိုအချက်လက်လေးပေါ်လာပြီးတော့တခုခုပဲစိတ်တတရစီဖြစ်စီတခုခုတနေရာမှာပေါ့နော်အထောက်အကူလေးရသွားတယ်ဆိုလို့ရှိရင်တော့အများကြီးကျေးဇူးတင်ပါတယ်နော်ပြန်ပြီးတော့ချုပ်ရမယ်ဆိုအချက်တွေကတော့ကိုလက်ခံဖို့ဖြစ်တည်မှုလက်ခံဖို့မပြေဝရင်ဖြည့်ဖို့မပြေဝရင်ဖြည့်ရမယ်မှန်တယ်ဧပြီပြောတာအဲ့လိုမျိုးရှိတယ်ကျေးဇူးတင်တတ်ဖို့ဆိုကျေးဇူးတင်တတ်ဖို့ပြီးတော့အဲ့လိုမျိုးတိုင်ငယ်စိတ်တွေကိုလည်းဘယ်လိုကိုဖြစ်နေရင်တော့ကိုလက်ခံဘေးကိုဆိုင်ဖန်မပြန်စီပဲနဲ့တကယ်လို့ကိုတိုင်းကလည်းလုံသူဖြစ်လို့မရအောင်ဒါပေမဲ့အဲ့လုံတဲ့လူကိုလည်းကိုကလက်ခံတဲ့လူမဖြစ်ရအောင်တိုင်ငယ်စိတ်တွေကိုလာပြီးတော့ထိုးပေးတဲ့လူတွေကိုလည်းကိုလက်ခံတဲ့သူမဖြစ်ရဘူးပေါ့နော်အဲ့လိုဖြစ်စီချင်တာနော်လက်ခံမှုခံယူမှုမလို့နေလာပေးတဲ့ကိစ္စနဲ့ကိစ္စငါလက်မခံဘူးသိရမလားအဲ့လိုပုံစံလေးရောအဲ့လိုပုံစံဆိုအဲ့လိုမျိုး
ပြောရရင်ဘယ်လိုပြရမလဲစုသုံးနေကြစကားအတိုင်းဆိုလို့ရှိရင်တော့ဘဝတူတူလေး trauma တွေချိုးတင်ငယ်စိတ်တွေဝင်ပြီးတော့ဖြတ်တန်းတော့မတန်ဘူးနော်ဘသူကြောက်မှာပေါ့နော်မတန်ဘူးအဲအကြောင်းမို့အားလုံးကိုဒဏ်ရာလေးလည်းကင်းစေချင်ပါတယ် အများကြီးအေဂျင့်စီချင်ပါ အများကြီးလည်းအေဂျင့်စီချင်ပါတယ်အခုဒီလို topic လေးတွေရပြီးတော့တူတစုံတယောက်ရဲ့နိစေးကူလေးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်သွားတယ်ဆိုလို့ရှိရင်တော့မှပဲကျင်းပါတယ် တဦးတယောက်ရဲ့အမြင်ဆိုတော့လေအကုန်လုံးနဲ့လည်းကိုက်ညီချင်မှကိုက်ညီမယ်ပေါ့နော်မကိုက်ညီခဲ့ရင်လည်းတောင်းပန်ပါရေပေါ့ကိုက်ညီနေတဲ့ကိုက်သွားရင်ကိုက်တဲ့အရာလေးကိုယူမကိုက်တဲ့အရာလေးတွေတော့မသိကြအောင်ဆောင်ပေးလိုက်ပါပေါ့ဆိုတော့ကျေးဇူးများကြီးတင်ပါတယ် ကျေးဇူးများကြီးတင်ပါတယ်ရှင် ဆက်လက်ပြီးတော့ Born to Rise အဖွဲ့သားတွေရဲ့တခြားသောခေါင်း မို စဉ် က် လေး စာ topic လေးတွေကိုလည်း လာအောင်မလို့စောင့်ပြီးတော့ကြည့်ရှုပေးကြပါဦးကျေးဇူးများကြီးတင်ပါတယ်